မျိုးကိုချုပ်ပြီးကမှနောက်ချမ်းနဲ့ရှေ့ချမ်းကအယောင်ကမတူဘူးအယောင်ကကွဲနေတယ်သုံးထားတာတော့ဒီပိတ်စဒီအယောင်ပဲသုံးထားတာဒါပေမဲ့ချုပ်ပြီးလို့ထွက်လာတဲ့အင်ကြီးရဲ့အယောင်မှာကနောက်ချမ်းမှာတယောင်ဖြစ်နေတယ်ရှေ့ချမ်းမှာတယောင်ပြောင်းနေတယ်ဒါဟာဘာကြောင့်လဲဆိုလို့ရှိရင်အမတို့ပိတ်စညှက်တဲ့အချိန်မှာကိုကအနာသားကိုဒီရဲ့ပတ်တံဘလို့တင်ပြီးတော့ညှက်ခဲ့တာလဲနောက်ချမ်းကိုလည်းဘလို့တင်ပြီးညှက်ခဲ့တာလဲရှေ့ချမ်းမှာကိုပိတ်စကိုလှည့်ပြီးတော့သုံးမိတာလားရှေ့ချမ်းနဲ့နောက်ချမ်းအယောင်ပြောင်းသွားတတ်တယ်ဒီအကြောင်းအရာကိုအမကထိုင်းပိုးတွေကိုပိတ်ဆက်ညှက်တဲ့အချိန်မှာဘလို့မျိုးကိုသတိထားပြီးတော့ညှက်ရမလဲဘယ်အချက်ဟာအရေးကြီးလဲဆိုတာအမဒီညမှာဗီဒီယိုလေးနဲ့တေချာလေးကိုလာပြီးတော့ရှင်းပြထားပါတယ်အနံလွန်ထိုင်းပိုးဆိုရင်အမကြီးမှာဆိုရင်မတို့ဒီလိုဒီသူ့ရဲ့အချိန်လိုင်းလေးကဒီလိုသွားတယ်ဒီမှာဆိုရင်အမတို့ဒီလိုအရှည်လိုက်တိုင်းပဲယူထားတယ်သူ့ရဲ့အနာသားဘက်မှာလည်းဒီထိတ်မှာလေအဲ့တော့ဒီအနာသားထိတ်ကလေးရှိတဲ့အနေအားကိုအမတို့ကပတ်တန်ကိုကျတော့လာတင်ရင်သူ့ရဲ့ဒီအနာသားမှာလေပင်လာထားရမယ်သူ့ရဲ့အနာသားမှာအမတို့ပတ်တန်တင်ရင်ဒီလိုလေပင်ရှိနေရမယ်ဗာလဲအနာသားမှာအမတို့လေပင်ရှိရမယ်အကယ်၍ကပတ်တန်ကိုဒီပိတ်စမှာမှားပြီးတော့ထားမိတယ်အနာသားမှာကိုယ်တည်းကြီးသွားထားမိတယ်ဆိုလို့ရှိရင် customer ကဒီအင်ကြီးဝတ်တဲ့အချိန်မှာဘလို့မှဝတ်လို့မကောင်းဒီအင်ကြီးရလေသူ့အတွက်ကိုတက်တောင့်တက်တာလုံးဝမဖြစ်စေဘူးပြီးလုံကြီးနဲ့ဒီအင်ကြီးနဲ့အယောင်တွားရှင်လိုက်တဲ့အချိန်မှာအယောင်ကကွဲသွားတယ်နော်ပိုးတွေကိုချုပ်တဲ့အချိန်မှာအမတို့အရန်ဂယူစားရတယ်အပေါ်ကပိတ်ကြောအမတို့ကမှားပြီးတော့ယူလိုက်တယ်ဆိုလို့ရှိရင်ဒီလုံကြီးနဲ့အယောင်လုံးဝပြောင်းသွားတယ်အမတို့ဒီအနံလွန်ထိုင်းပိုးတွေကိုညှက်တဲ့အချိန်မှာအရန်ကိုသတိထားပါသူ့ရဲ့အနားမှာအမတို့ပတ်တန်ကိုလဲပင်သွားထားပါမယ်ပတ်တန်ကိုလဲပင်ပြီးနောက်တစ်ခုရှိတယ်အမတို့ကညှက်ရင်းနဲ့ကွာအနာဘယ်ဟာမှမသိတော့အဲ့ချိန်မှာလက်တွေကိုသွားပြီးတော့ညှက်မိတယ်လက်ကိုလည်းကိုယ်တွေကိုထားခဲ့တဲ့အတိုင်းအမတို့ကပတ်တန်ကိုမထားဘူးလှည့်ယူလိုက်တယ်ဒီရဲ့အနာသားနဲ့ဒီလက်အိုးကြီးနဲ့အမတို့ဒီလိုပြောင်းပြန်ယူလိုက်တယ်ဆိုလို့ရှိရင်လေလက်ကလည်းခန္ဓာကိုယ်နဲ့အယောင်မတူတော့ဘူးအယောင်ပြောင်းသွားတယ်ပြီးအမတို့ customer ဝတ်လို့ရှိရင်ဒီလက်ကြီးတွေလိန်နာတော့เนาะပြီးလက်ကတင်းနေတာအဲ့ဒီခံစားမှုတွေကိုဖြစ်ပေါ်စေတယ်ဒါကြောင့်မလို့ကိုကအထည်ညှက်တဲ့အချိန်မှာဒီရဲ့ပိတ်ကြောရဲ့သဘောတရားကနားလည်ရမယ်ကိုကင်တဲ့ပိတ်စဒီအနာသားကိုဗမာထားပြီးတော့ညှက်ရမှာလေအမတို့ဒီအရာတွေကိုသိရမယ်ခုအမပြောပြသွားတဲ့ထိုင်းပိုးညှက်တဲ့အချိန်မှာကိုကအနာကိုဘယ်လိုယူမှာလဲအနာကိုလေပင်ယူမှာလားအနာကိုဘေးယူမှာလားဒီအရာလေးကိုသတိထားလိုက်မယ်ဆိုလို့ရှိရင်ကိုရှေ့နဲ့နောက်အယောင်ပြောင်းတာတွေပြီးရင်လက်အိုးကြီးမှာတင်းနေတာတွေ customer ဝတ်လိုက်လို့စိတ်တိုင်းမကြတဲ့အရာတွေလုံးဝမဖြစ်တော့ဘူးဒါကြောင့်လို့ထိုင်းပိုးအနံလိုနေညှက်တဲ့အချိန်မှာကိုကဒီရဲ့ပိတ်ရဲ့အနာသားလေးကိုအထူးဂရုစိုက်ပေးပါအခုအမပြောပြသွားတဲ့ဒီဗီဒီယိုဖိုင်လေးကအားလုံးအတွက်လည်းအသုံးဝင်မယ်လို့တော့အမယုံကြည်တယ်အမတော့မဂါမီဖက်ရှင်ရဲ့မချမ်းမြေဝယ်ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်